ionic bond ဖြစ်မယ်ပေါ့နော် ionic bond ဒီမှာတော့ example လေးပေးတာ sodium နဲ့ chloride ပေါ့နော် sodium chloride မှာဘယ်လိုဖြစ်မလဲဆိုရင်ဆရာတို့ sodium ကျတော့ Na ဆိုရင်ဆရာတို့ကသူ့ electron နဲ့atomic number ဘယ်လောက်ရှိတယ် Na 11ဆိုဆရာတို့ရေးလိုက်ရင် 2.8.1 အဲဒါဆိုရင် sodium 11ဖြစ်သွားမယ်နော်အဲ့တော့သူ့မှာဆရာတို့ကNobel code လေးနဲ့ရေးမယ် Nobel gas code လေးနဲ့ရေးမယ်ဆိုရင်10ဒီမှာ10ဆိုရင်ဘာဖြစ်သွားမလဲNeဆိုတော့အဲ့တော့Ne 10လေးနဲ့ရေးမယ်နောက်ဆုံးဆရာတို့ဒီမှာအောက်တာမှုထဲမှာရှိတဲ့ဟာလေးပဲကြံမယ်ပေါ့နော်အဲ့ဒါဆိုရင်ဆရာတို့ကဘာလို့ဒါလေးပါဖြစ်သွားမလဲဆိုဒီယမ်တန်အဲ့တော့ဆိုဒီယမ်တန်လေးကတော့ဒီမှာအောက်တာမှုထဲမှာတစ်လုံးနဲ့ရှိတော့ဆရာတို့ဒီမှာဘယ်လက်ထောင်တစ်လုံးပဲရှိမယ်အဲ့တော့သူ့ကို Lewis structure လေးနဲ့ရေးမယ်ဆိုဘာရေးမလဲဆိုရင်ဆိုဒီယမ်တစ်လုံးလေးပဲဆရာတို့ရေးလိုက်မယ်နော်ပြီးရင်ကဲအဲ့ဒါရေးပြီးတော့ဆိုရင် chloride ကကြောက်ကဲ chloride ကဘယ်လောက်ရှိမလဲ 70 70ဆိုဆရာတို့အဲ့မှာရေးလိုက်ရင်နောက်ဆုံးရေးရင် 2.8.7 အောက်တာမှုရှယ်လေးမှာ electron က9လုံးရှိမယ်အဲ့တော့အဲ့ဒါလေးကိုဆရာတို့က Nobel gas code လေးနဲ့ရေးမယ် Nobel gas code လေးနဲ့ရေးမယ်ဆိုရင်ဒီကရှေ့က 2.8 တော့ကဘာဖြစ်သွားမလို့အနီးရအောင်ဖြစ်သွားမယ်10အဲ့တော့ဒါရှေ့က10 10လုံးဖြစ်သွားတဲ့အချိန်မှာနောက်ကကျန်တဲ့9လုံးအဲ့ဒါကျန်တဲ့9လုံးကြောင့်ဆရာတို့ဗာရေးမလို့ 3s2 3b 5အဲ့တော့ဒီမှာ9လုံးပဲကျန်မယ်အဲ့ဒီ9လုံးကဆရာတို့က Lewis structure လေးနဲ့ရေးမယ်ဆိုရင်ဒီမှာ9လုံးပေါ့နော် chlorine ရဲ့ပတ်ချာထဲမှာ9လုံးရေးလိုက်ရုံပဲနော်ကဲအဲ့ဒါလေးဆရာတို့ဗာခေါ်လဲဆိုရင် chlorine atom ကဲ chlorine atom နဲ့ sodium နဲ့ chlorine atom နဲ့ခုဆရာတို့ကပေါင်းလို့ရှိရင်ဘာဖြစ်သွားမလဲ sodium ကခုနပြောတဲ့ Nobel gas ကိုဖြစ်ဖို့သူ့မှာ electron လေးတစ်လုံးပိုနေလို့ chlorine ကကျတော့ခုနပြောတဲ့ stable electron ဆိုတာဖြစ်မယ် Nobel gas ဖြစ်ဖို့သူ့မှာ electron လေးတစ်လုံးလိုနေတယ်အဲ့တော့ဒီဟာလေးကိုဒီဘက်ကို transfer လုပ်ပြလိုက်အဲ့ transfer လုပ်ပြလိုက်ရင် chlorine က electron တစ်လုံးကိုပေးလိုက်သူ့မှာဘာဖြစ်သွားမလို့ plus တစ်လုံးပို့သွားမယ်နော်ဒီနဲ့သူ့ရဲ့ nucleus ထဲမှာရှိတဲ့ proton တစ်လုံးပို့သွားမယ်အဲ့ chlorine ကကျတော့ဘာဖြစ်သွားမလဲသူ့မှာ electron တစ်လုံးပို့ရလိုက်တယ်သူ့မှာဘာဖြစ်သွားမလဲဆိုရင်သူ့ရဲ့ nucleus ထဲမှာရှိတဲ့ proton တက်ကို electron တစ်လုံးပို့သွားရင် minus လေးဖြစ်မယ်အဲ့တော့ဆရာတော့ဗာရေးရတယ်နော် Na plus နဲ့ကဲ Cl minus အဲ့တော့ဒီမှာဒီဟာလေးကျတော့သူ့မှာဟိုမှာ Lewis structure လေးပါတော့သူ့ရော4000ဝင်လေးခတ်ပြီးတော့မှ minus လေးရေးလိုက်မယ်နော်အဲ့တော့ရေးလိုက်မယ်ဆိုကဲ sodium မှာကျတော့ခုနပြောတဲ့ 2.8 က 8.1 ကနေတစ်လုံးပေးလိုက်တော့ဘာဖြစ်သွားမလဲသူ့မှာနောက်ဆုံး 2.8 ကျန်မယ်ဒီက chlorine မှာကျ chlorine မှာကျခုနပြောတော့ 2.8.7 မှာတစ်လုံးထပ်ရလိုက်တော့ဘာဖြစ်သွားလဲ 2.8.8 အဲ့တော့ဒီ 2.8 ကအဲ့တော့ဘာဖြစ်သွားမလဲဆိုရင်ငီယွန်ဆိုတဲ့ဟာလေးဖြစ်သွားမယ်ဒီက 2.8.8 ကကြောင့်ဘာဖြစ်သွားမလဲဆိုရင်ဆရာတို့8ကြီးဆိုတော့အာကွန်ဖြစ်သွားမယ်နော်အဲ့တော့အာကွန်6လေးဖြစ်သွားမယ်ဒီကကျတော့နီယွန်6လေးဖြစ်သွားမယ်အဲ့တော့ဒီဟာလေးကိုပေါ့ Na+ လေးဆိုတော့ဘာလို့ခေါ်လဲဆိုရင် sodium ion ကဲဒီက chlorine လေးကိုကြောဘာလို့ခေါ်လဲဆိုရင် chloride ion ပြီးရင်အဲ့တော့ဒီနှစ်ခုပေါင်းထားတဲ့ဟာလေးကိုပေါ့ဒီနှစ်ခုပေါင်းထားတဲ့ထဲကတော့ molecule လေးပေါ့နော် molecule လေးကြောဘာလို့ခေါ်လဲဆိုရင် sodium chloride NaCN အဲ့တော့ဟိုဟာလေးခေါ်မယ်ဟိုဒါလေးကဘာကိုရှင်းပြလဲဆိုဘောကစာဒီဟာလေးကိုရှင်းပြမယ်နော်ဒါလေးကိုမရှင်းပြခင်ဆရာပုံလေးရှင်းလိုက်တော့ပုံလေးနဲ့မြင်သွားရင်စာဖတ်တဲ့ချိန်ကျရင်လွယ်သွားအောင်အဲ့တော့ဒီမှာဆိုကြည့်လိုက်ကြဲခုနပြောတယ် sodium metal chloride ကကြော non metal အဲ့တော့ metal နဲ့ non metal ကြားမှာ for example တဲ့ဆရာ for example နောက် sodium chloride လေးကထပ်ရှင်းမယ်ပေါ့နော် for example တဲ့နော်ဥပမာအနေနဲ့တော့တဲ့ in the formation of sodium chloride တဲ့ sodium chloride ရဲ့ဒီဖြစ်ပေါ်တဲ့အချိန်မှာပေါ့နော် one electron from sodium atom is transferred to one chlorine atom ပေါ့ to form sodium ion Na+ and chloride ion Cl- because the difference in electronegativity between Na 0.9 and Cl 3.0 is 2.1 ဆိုတော့ဗာလဲဆိုရင်ဒီဆိုဒီယမ်ကလိုရိုက်ဆိုတဲ့ဒီဖော်ဖြစ်ပေါ်တဲ့အချိန်မှာပေါ့နော်ဥပမာအနေနဲ့ဆိုရင်ဆိုဒီယမ်လေးမှာဘာရှိလဲဆိုရင်ဆရာတို့ဘဲလန့်လက်ထွန်လေးကဘယ်လောက်ရှိလဲတစ်လုံးရှိကလိုရင်းမှာကျတော့ဘဲလန့်လက်ထွန်က9လုံးရှိနေတယ်အဲ့ဒါဆိုရင်ဆရာတို့ဒီမှာဆိုဒီယမ်နေမှာဆရာတို့ကလိုရင်းကိုလက်ထွန်လေးတစ်လုံးဆရာတို့အားလုပ်လိုက်မယ် transfer လုပ်လိုက်မယ် transfer လုပ်လိုက်လို့ရှင်ဘာဖြစ်သွားမလဲဆိုရင်အဲ့မှာကလိုရင်းမှာလည်းဟိုဆိုဒီယမ်နဲ့ဘာဖြစ်သွားမအောင်ဆိုဒီယမ် ion ဆိုတာဖြစ်သွားမယ်ကလိုရင်းကလည်း chloride ion ဆိုပြီး Cl- တွေဖြစ်မယ်အဲ့လိုဖြစ်သွားမယ်ပေါ့နော်အဲ့ဒီလိုမျိုးဟောဖြစ်သွားတဲ့အချိန်မှာဘာဖြစ်သွားမလဲဆိုတော့နောက်ပြင် because ဖြစ်သွားမယ်အဲ့လိုချိန်လို့ရတဲ့အကြောင်းရင်းဘာကြောင့်လဲဆိုတော့တဲ့ electronegative difference က between တဲ့အဲ့ဒီကကျ electronegative difference ဘယ်လောက်ရှိတော့ 0.9 ရှိရယ် chloride ကကျဘယ်လောက်ရှိလဲ 3.0 အဲ့တော့ sodium နဲ့ chlorine မှာအဲ့တော့ electronegative difference 3တဲ့ကနေ9အောင်နှုတ်လိုက်တော့ဘယ်လောက်ကျန်တော့ 2.1 ဆိုတော့ဆရာတို့ ionic bond ဖြစ်ဖို့တော့က electronegative difference ဘယ်လောက်ရှိရမအောင် 1.8 1.8 ရှိရမှာတော့ဒါဆိုရင်ဆရာတို့
1.8 ထက်ကိုများပြီဟုတ်တယ်နော်များပြီဆိုတော့ဖြစ်တဲ့အတွက်ဆရာတို့ ion နဲ့ bond ဖြစ်လို့ရတယ်အဲ့တော့ ion နဲ့ bond ဖြစ်ဖို့ဆိုရင်ဘာဖြစ်မလဲဆိုဒီယမ်လေးရတယ်ခုနပြောတယ်ဆိုဒီယမ်လည်း metal ဖြစ်နေတယ်ကလိုရိုက်ကလည်း non metal ဖြစ်နေတယ်ကလိုရင်းကလည်း non metal အဲ့တော့ဆိုဒီယမ်နဲ့ကလိုနီက metal နဲ့ non metal ဖြစ်တယ်ခုနပြောတဲ့ electronegative difference ကလည်း 2.1 ဆိုတော့ 1.8 ထက်ကိုများပြီဒါဆိုရင်ဆိုဒီယမ်မှာရှိတဲ့ electron လေးတစ်လုံးကကလိုရင်းကိုပေးလို့ရပြီပေါ့နော်ကလိုရင်းကိုပေးလို့ရရင်ဘာဖြစ်သွားမလဲဆိုရင်ဆိုဒီယမ်ကျတော့ Na+ ဖြစ်သွားမယ်ကလိုရင်းကတော့ Cl- ဖြစ်သွားမယ်အဲ့ဒါနဲ့ဒီဘာဖြစ်သွားမလဲဆိုရင်ဆိုဒီယမ်ကလိုရိုက်ဆိုတဲ့ဟာလေးဖြစ်သွားမယ်ပေါ့နော်အဲ့ဒါဆိုဒါလေးဆရာဆက်ပါလာပြင်ရမယ် for example in the formation of sodium chloride sodium chloride ဖြစ်ပေါ်တဲ့အခါမှာတဲ့ one electron from a sodium atom sodium atom တစ်လုံးကနေမှာ electron တစ်လုံးပေါ့နော် sodium atom တစ်ခုကနေမှာ electron တစ်လုံးကို is transfer ပြောင်းလဲပါမယ်ဘယ်လိုပြောင်းမအောင် to one chlorine atom chlorine atom တစ်လုံးကို electron တစ်လုံးကိုပြောင်းလဲပြလိုက်အဲ့လိုပြောင်းလဲလိုက်တဲ့အချိန်မှာဘာဖြစ်သွားမလဲဆိုတော့ two bond ဖြစ်ပေါ်လာမယ် sodium ion sodium ကျတော့ sodium ion ဖြစ်သွားမယ်ဘယ်လို ion လဲဆိုရင် Na+ sodium Na+ ဆိုတဲ့ ion ဖြစ်သွားမယ်နဲ့ chlorine chloride ion chlorine ကလည်းဘာဖြစ်သွားမလို့ chloride ion ဖြစ်သွားမယ် Cl- နော်အဲ့လိုပြောင်းလဲလို့ရတဲ့အကြောင်းရင်းကခုနပြောတဲ့ sodium က metal chlorine က non metal နောက်ပြန်ဘာရှိသေးဆို because that the difference in electronegativity difference ခြားနားချက်မှာလေတဲ့နော် between Na ကတော့ 0.9 Cl ကျတော့ 3.0 အဲ့တော့ 3.0 နဲ့ 0.9 ဆိုတော့နှုတ်လိုက်တော့ဘယ်လောက်ရှိအောင်ဆိုတော့ 2.1 အဲ့တော့ဆရာတို့ရှိရ ion နဲ့ပုံဖြစ်ပေါ်က electronegative difference က 1.8 ထက်ကြီးရင်ရပြီပေါ့ကွာနော်ဒါဆိုရင်ဒါတရားလေးကဆရာတို့ဖြစ်ပေါ်လို့ရပြီပေါ့နော်အဲ့တော့ဖြစ်ပေါ်လို့ရပြီမှာ as a result တဲ့နော်အဲ့တော့နောက်ဆုံးရလက်ကတော့ဘာဖြစ်သွားမလဲဆိုရင် both ion နဲ့ Na+ and Cl- အဲ့တော့ Na+ ဆိုတဲ့ ion လေးရယ် Cl- ion လေးနှစ်ခုလုံးမှာ ion တွေဖြစ်သွားမယ် have the electronic configuration of noble gas Ne and Ar respectively ဒါကခုနပြောတဲ့အဖြေမှာခုနပုံမှာကြည့်လိုက်လို့ရှင်တို့ဟွာလေးတွေ့ရတယ်လေနော် Na+ ကဘာဖြစ်သွားမလို့ neon ဖြစ်သွားမယ်လေနော် Ne10 ဖြစ်သွားမယ်နော်ပုံမှာတော့ဘာဖြစ်သွားမလဲ argon ဖြစ်သွားတယ်နော် argon ဖြစ်သွားပြီဒါမဲ့တော့ they differ however from the neutral atom of Ne and Ar by carrying their respective ion share အဲ့တော့ဒါလေးမှာမှတ်ထားနော် Na+ ကဘာနဲ့တူရော neon နဲ့တူသွားတယ်ဟို chlorine- ကဘာနဲ့တူတော့ argon နဲ့တူသွားတယ်သို့တော့သူတို့ကြားမှာကဲ chlorine တဘာဝအကြားခဲ့တဲ့ခု Ne နဲ့ခုနပြောတဲ့တဘာဝအကြားခဲ့တဲ့ဒီပေါ့ argon နဲ့ခုနပြော chlorine- တွေနဲ့တူလားဆိုတော့သူ့မှာမတူတဲ့အချက်ကဘာမတူအောင်ဆိုရင် Na မှာသူက plus တွေပါနေတယ် ion တွေပါတာမတူဘူးကျန်တဲ့အားတော့တူတယ် ion ပါတာမတူဘူးပေါ့နော်အဲ့ဒါလည်းမှတ်ထားပြီနော်တမတ်တန်လေးပါလေးလာမှာဆိုတော့နော်they differ နဲ့နော်အဲ့တော့ဘာမတူလဲဆိုတော့ they are respective ionic shell ပေါ့နော်အဲ့ဒါလေးမှတ်ထားလိုက်နော် by carrying their respective ionic shell ပေါ့နော်အဲ့ဒီအမျိုးချင်းမှာတွေ့လားအဲ့ဒီဟာတွေမတူဘူးပေါ့နော် chlorine မှာကျတော့ negative shell လေးပါလို့လားဆရာတို့က argon နဲ့တူခဲ့တာနော်တကယ်တမ်းကျတော့မတူဘူးပေါ့ကွာနော်အဲ့ဒါမေးလာလို့ချင်းအဲ့ဒါလေးဖြည့်ထည့်ဖို့နော်အဲ့တော့ဒီမှာပါသူတို့ရဲ့အဓိကခြားနာချက်က2.2ကတိဆောက်ပုံကတော့ 2.8 ကွာဟိုက 2.8.8 နော်တူတူလို့ရှိတယ်သို့တော့တကယ်တမ်းတော့မတူဘူးဘာကြောင့်မတူတော့ဆိုရင် ion လေးပေါ့နော် positive ion နဲ့ negative shell ion အဲ့တော့အဲ့ဒီ ion နဲ့ shell လေးပါလာလို့မတူတာနော်အဲ့ဒါလေးအော်ပြမယ်နော်ပြီးရင်ကျထပ်တော့မယ် the electrostatic attraction resulting from the opposite shell constitute ionic bond အဲ့တော့ Na ရဲ့ plus လေးရယ် Cl ရဲ့ minus လေးရယ်အဲ့တော့ဘာပြောလဲသူတို့မှာ opposite shell constitute ionic bond အဲ့တော့သူတို့ရဲ့ကူက bond ဖြစ်ပေါ်တဲ့ထဲမှာ positive shell လေးနဲ့ negative shell လေးဆိုတဲ့ opposite shell လေးဖြစ်ပေါ်သွားပြီပေါ့နော်အဲ့လို shell လေးဖြစ်ပေါ်သွားရင်ဘာဖြစ်သွားမလဲဆိုတော့ electrostatic attraction ကိုဆရာတို့ဖြစ်စေတော့ပါနော် positive shell နဲ့ negative shell နဲ့ attraction ဖြစ်သွားမယ်နော်အဲ့တော့ဆရာတို့ကဟိုလေးပဲစာချောင်းလေးပဲဘာသာပြန်လိုက်တော့မယ်နော် the electrostatic attraction က resulting from နဲ့ဖြစ်ပေါ်လာပါနော်from ဘယ်ကနေဖြစ်ပေါ်လာမလဲ the opposite shell constitution ionic bond အဲ့ဒီ ionic bond ထဲမှာဒီ opposite shell ပေါ့နော် Na+ ဆိုတဲ့ positive shell နဲ့ Cl- ဆိုတဲ့ negative shell ဆိုတဲ့ဒီ opposite shell လေးနှစ်ခုဖြစ်ထားနေမှာဆရာတို့ဘာဖြစ်သွားလဲဆိုရင်အဲ့ဒီ molecule လေးတွေကြားထဲမှာ electrostatic attraction ဆိုတာလေးဖြစ်ပေါ်လာပါမယ်the ion arrange the themselves into a crystalline အဲ့ဒီလိုနေနဲ့ဆရာတို့ဘာပြောရမလဲဆိုရင်ဒီ ion တွေကိုဆရာတို့ဘာလို့ arrange စီစဉ်သွားမှာပေါ့နော်အဲ့ဒီလိုမျိုးအတန်ဟို molecule အားလုံးဆက်သွားလို့ရှိရင်နောက်ဆုံးဘာဖြစ်သွားမလဲဆိုရင်
crystal lattice ဆိုလဲဆရာတို့အဲ့ပုံဆောင်ငယ်လေးတစ်ခုဖြစ်သွားမယ်အဲ့လိုမျိုးဟို Na plus Na တစ်လုံးနဲ့ Cn တစ်လုံးပေါင်းသွားတဲ့ဟာလေးပေါင်းတော့အများကြီးစုံသွားပေါင်းသွားတဲ့အချိန်မှာနောက်ဆုံးဆရာတို့ crystal lattice လေးဖြစ်သွားမယ်နော်ဆက်ရင်တော့ electron loss always equal electron gain အဲ့ဒါလေးမှတ်ထားမယ် electron တွေဆုံးရှုံးတာနဲ့ electron တွေရရှိတာ always equal အမြဲတမ်းညီနေပဲပေါ့နော်ဆိုရင်ကတစ်လုံးပေးတယ်ဒီလိုရင်ကတစ်လုံးပဲရတယ်နှလုံးရလို့မရဘူးပေါ့နော်electron transfer process ပေါ့နော်ဒီဆရာတို့ electron transfer process ထဲမှာဆိုဒီယမ်ကတစ်လုံးပေးရင်ကလိုရီယမ်လည်းတစ်လုံးပဲရမှာပေါ့နော်နှလုံးရတယ်ဆိုတာမရှိဘူးပေါ့နော်နောက်ပြီး ionic compound are always neutral ionic compound ဘာဖြစ်သွားမလဲ always neutral ဘာကြောင့်လဲဆိုတော့ Na+ နဲ့ Cn- နဲ့သူတို့နှစ်ခုကဆရာတို့molecule အော်လို့လိုက်လို့ရှိရင်ကြေသွားမှာပေါ့နော်ကြေသွားရင်ဘာဖြစ်သွားမလဲဆရာတို့က always neutral ဖြစ်မယ်အဲ့တော့နော်အဲ့ဒါလည်းမှတ်ထားမယ်နော် ionic compound မှာ always neutral ဖြစ်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါကြောင့်မကြောင့်မေးခဲ့ရင်ပေါ့နော် ionic compound တွေကဘာကြောင့် always neutral ဖြစ်တာလဲဆိုရင်ခုနကပြော electron loss က always equal electron gain ပေါ့နော် electron loss နဲ့ electron gain တွေကအမြဲတမ်းညီမျှနေလို့ဆရာတို့က ionic compound တွေမှာ always neutral ဖြစ်မယ်နော်ပြီးရင်နောက်ပြကြတော့ the ratio in which positive and negative ion combine is the ratio that achieve the neutrality of the resulting compound ပေါ့နော်အဲ့တော့ခုနပြောတဲ့ဘာဖြစ်သွားမလဲဆိုရင်ခုနပြော positive နဲ့ negative ion တွေက combine ပေါင်းစပ်သွားပြီးတော့ဘာဖြစ်သွားမလဲတူညီတဲ့အချိုးလေးနဲ့ပေါင်းစပ်သွားရင် is the ratio ကအရှိဘာဖြစ်သွားမလဲ neutrality of the resulting compound ဒီ ဖြစ်သွားမယ် resulting compound ပေါ့နော်ရလာတဲ့ compound လေးတွေမှာဆိုရင်ဘာဖြစ်သွားမလဲ neutrality ပေါ့နော် drum မဲ့သွားပြီပေါ့နော်ဘာဝdrum မရှိတော့ဘူးနော်အပေါင်းလည်းမရှိအနှုတ်လည်းမရှိဘာကြောင့်လဲဆိုတော့တို့မှပါလာတဲ့အပေါင်းအနှုတ်လေးတွေကဟောဖြစ်သွားပါနော်neutral ဖြစ်သွားတာပေါ့နော်အဲ့ဒါမျိုး the Na+ and Cn- ion can be the present only in a 1:1အဲ့တော့ဘာလဲဆိုတော့ဒီမှာဆိုရင် Na ကလည်းequation မှာဆိုရင် sodium Na ကလည်းတစ်လုံးပဲရှိတယ် chlorine ကလည်းတစ်လုံးပဲရှိတော့သူ့ကိုဆရာတို့က combination နဲ့ပြောမယ်ဆိုရင်ဘာလဲပြောလဲဆိုရင် 1:1ပေါ့နော်အတန်တစ်လုံးနဲ့တစ်လုံးနဲ့ပေါင်းတာပေါ့နော်တစ်လုံးချင်းပေါင်းတာအဲ့ဒီလိုပေါင်းလို့ဆရာတို့ကသူ့ရဲ့ ratio ကို 1:1 ratio လို့ခေါ်ပါမယ်တဲ့ဒီမှာအောင်ဆိုရင် in the sodium chloride compound မှာအဲ့တော့ sodium chloride compound မှာဆရာတို့ကအတန်အချိုးက 1:1 ဖြစ်မယ်အဲ့တော့ဆရာတို့ရေးမယ်ဆိုဘာလို့ရေးမလဲNaCN ပေါ့နော် NaCN လို့ရေးတော့ရမယ်နော်